သူများတွေထမင်းနဲ့ဟင်းဘယ်လိုတွဲစားရမလဲမသိလဲဘယ်လိုလဲစဉ်းစားလို့တော့မတတ်မင်္ဂလာပါရှင်ဒီနေ့သမင်းစားမယ်ဒီနေ့သမင်းစားမှာကတော့အလုပ်တွေကချက်ကျွေးတယ်ချက်သားလေးနဲ့ဘူးဒီပါပြီးတော့ဒါကတော့တက်တုံတုတ်ဆက်ဆက်ပြီးရင်တော့ရိုးရမပြတ်နင်းလုံးနဲ့ရက်ကြော်ပါအရန်ကြိုက်ပါလေရှင်နင်းလုံးနဲ့ရက်ကြော်ပူလေးပူလိုက်တယ်ဆယ်ကောင်းကျမဆယ်ကြိုက်နင်းလုံးနဲ့ရက်ကြော်နဲ့တက်တုံတုတ်နဲ့ဆယ်စားပါအောင်ရှင်ဒါကတော့အလုပ်တွေကချက်သားနဲ့ဘူးဒီလေးပါရှင်ဆယ်ကောင်းကိုရီးယားတွဲစားရမှသိတယ်လို့တနေ့ငါပါလီနဲ့စားရင်ကောင်းမလဲစဉ်းစားရတာအရင်ခက်တယ်ကိုယ်ကစားချင်တာတွေအရင်များနေတာမို့လို့မီးရလဲစော့လိုက်နေပါလေဒီမှာလေဒီလိုအရွက်ကြော်ပူလေးနဲ့ငပိနဲ့ဆိုအရင်ထမင်းမိတ်လားအိုးဒီလိုရမှမီးပြော်တယ်ဆယ်ကြိုက်ကြော်ချက်သားလေးကျမရဲ့စိတ်ကူးတွေကအိမ်ရလေးခြံလေးတကောဝယ်ပြီးလို့ရှိရင်ခြံထဲမှာတီးပြီးစားပင်လေးစိုက်ပြီးတော့နေအဲ့ခြံထဲကတီးပြီးစားပင်လေးတွေကိုထိုးပြီးတော့နေစားကန်ကြီးမပူလေးကြော်စားတာအရင်သဘောကျတယ်ပြောကြော်ရင်းနဲ့ရစကောင်းပါစေနေရာတော့လောက်ပါပဲပုံပါပြီ